ကျွန်တော်အနေနဲ့ Telegram ကောက်ဖွင့်ပြီဆိုရင်ဘာလို့ဒီမျိုး Premium ကြီးတောင်းနေလဲဆိုတော့အားလုံးပဲသိကြရလားပြောရရင်မြန်မာနိုင်ငံက phone operator တွေက Telegram ကနေပြီးတော့ SMS ပို့ပါတွေကိုဒိတ်တင်ပြီးတော့တောင်းလိုက်လို့ပါဟုတ်ပါတယ်ပုံမှန်အဖြစ်ကျွန်တော်တို့ Telegram ဖောက်တော့မယ်ဆိုရင် OTP ကိုပို့ပါတယ်ဒီ OTP ပါတဲ့ SMS တစ်စောင်ရဖို့အတွက်မြန်မာနိုင်ငံက phone operator တွေကို Telegram ကနေပြီးတော့ပြန်ဆက်ပြီးတော့ပို့ရပါတယ်ပြောရရင်ကျွန်တော်တို့စီကိုအလကားပို့ပေးနေရပါဒါပေမဲ့နောက်ပိုင်းမှာမြန်မာနိုင်ငံက phone operator တွေကနိုင်ငံခြားဝင်လာတဲ့ SMS ပို့ပါတွေကိုဈေးအဆမတန်တူမီတော့ကောက်ခံနိုင်ပါတယ်အဲ့တော့ဗျာ Telegram ဘက်ကနေပြီးတော့ကြည့်လိုက်ရင်မင်းတို့မြန်မာနိုင်ငံကို SMS တစ်စောင်ရဖို့အတွက်ကဈေးကအရင်ကြီးရယ်ငါတို့အနေနဲ့လူတိုင်းကိုလိုက်ဆိုင်ပေးနေရရင်ငါတို့အတွက်တွက်ရှင်ခဲ့ဘူးပါအဲ့တော့ Telegram ဘက်ကနေပြီးတော့မလုပ်လိုက်လဲဆိုတော့တို့မြန်မာနိုင်ငံကို SMS တစ်စောင်ရောက်ရှင်ငါတို့ရဲ့ပြည်နယ်ကြီးကိုအရင်ပေးပြီးမှငါတို့ကလည်း OTP ပုတ်ကိုပို့ပေးနိုင်မယ်ဆိုပြီးတော့ပြောရပါစင်ကအလုံးတော့မဆိုလို့ဘူးပေါ့အဲ့တော့ဒီပြဿနာကိုဘယ်လိုမျိုးဖြေရှင်းရမလဲဆိုတော့ရှင်းပါတယ်ဒီဆုံးအနေနဲ့စင်ရတစ်တစ်ခုထောက်ဝေလိုက်ပြီးရင်တော့ Gmail တစ်ခုဖောက်လိုက်ပါအဲ့ဒီ Gmail တင်တဲ့ဖုန်းနံပါတ်တွေကိုပုံမှန်ကျွန်တော်တို့ Telegram ဘောက်ကဖောက်နေကြတိုင်းပဲဖောက်ကြည့်လိုက်ပါကျွန်တော်စမ်းကြည့်ရတဲ့လောက်ကတော့ဒီလိုမျိုးကတော်တော်လေးကိုအဆင်ပြေပါတယ်အချို့ဟာရဆိုလည်းဖောက်ရပါတယ်ခုကြည့်နေတဲ့လူတွေအဆင်ပြေမဲ့လို့မျှော်လင့်ပါတယ်အားလုံးပဲကြည့်ပါ